စိတ်ကိုလည်းလန်းဆန်းရင်ထဲမှာလည်းအေးချမ်းယခုလိုမျိုးရေတကွန်လေးတွေရှိရနေရယခုလိုမျိုးတရုတ်ပေါင်ကျောင်းနေနဲ့အတူပျော်ရွှင်တဲ့အရန်ကောင်းတဲ့ခီးတင်လေးကိုတွားရောက်လက်ပတ်လိုက်ပါဟုတ်ကဲ့ပါကျွန်တော်တို့ယခုကရောက်ရှိနေတဲ့နေရာကတော့မလေးရှားနိုင်ငံကန်တင်ဟိုင်းလန့်တောင်ပေါ်ကိုရောက်ရှိနေတာပဲဖြစ်ပါတယ် Oh my god Oh papa Oh ရရကြည့်ပါအောင်ဗျာဒီမှာကျွန်တော်တို့ငယ်ငယ်ကကြိုက်ခဲ့တဲ့ရုပ်ရှင်ဇာတ်ကားတွေကမိတ်ဆွေကြီးတွေနဲ့ပေါင်းဖော်ကြီးတွေနဲ့တွေ့ရှိပါတယ်ဝူခုံးတို့စူခုံးတို့ပါကျဲတို့နော်ဒီမှာအကုန်ဆုံးရှိပါတယ်ဗျာဝူခုံးပါကျဲတို့ရဲ့ရုပ်ထုတွေကိုအကုန်လုံးထားရှိထားတာကိုတွေ့မြင်ခဲ့ရပါတယ်ဒါကတော့ကန်တင်ဟိုင်းလက်တောင်ပေါ်မှာရှိတဲ့တရုတ်ဝန်ကျောင်းပဲဖြစ်ပါတယ်ဒါကတော့ကန်တင်ဟိုင်းလက်တောင်ပေါ်တနေရာမှာဖြစ်တဲ့ယခုလိုမျိုးရှေးအောင်အမွေနှစ်တွေကိုပုံထုပေါ်ပြသထားတာပဲဖြစ်ပါတယ်အလုပ်တွေဘယ်လောက်ရှုပ်ရှုပ်ဘယ်လောက်ပဲစိတ်တွေညစ်ညစ်ယခုလိုမျိုးအပန်းပြေခီးတင်ထွက်လိုက်ပါအဲ့ဒါဆိုရင်တော့စိတ်ကိုလန်းဆန်းရေးမအေးချမ်းနှလုံးကိုငြိမ်းချမ်းပါတယ်ဒါကတော့ကန်တင်ဟိုင်းလက်တောင်ပေါ်မှာရှိတဲ့ရှေးအောင်အမွေနှစ်တွေကိုကပီးထူပုံပစီကားများကိုပြသထားတာပဲဖြစ်ပါတယ်မလေးရှားမှာနာမည်အကြီးဆုံးတနေရာလို့လည်းပြောလို့ရပါတယ်ကန်တင်ဟိုင်းလက်တောင်ပေါ်ပါဆိုရင်တရုတ်မုံကျောင်းတွေလည်းများစွာရှိသလိုကွန်ဒိုအိမ်ယာတိုက်ခန်းတွေမိုးနှောတိုက်တွေယခုလိုမျိုးအပန်းဖြေလို့ရမယ်စော်ကစားလို့ရမယ်နေရာတွေများစွာတည်ရှိတာကိုတွေ့မြင်ကြရပါတယ်မလေးရှားကိုရောက်ရင်မဖြစ်မနေသွားလဲတဲ့နေရာတွေမှာလည်းပါပါတယ်ဘတ်စကားနဲ့လည်းသွားလို့ရသလိုရထားလက်မှတ်ဖြတ်ပြီးလည်းသွားရောက်လက်ပတ်နိုင်ပါတယ်ဒါကတော့ကန်တင်ဟိုင်းလက်တောင်ပေါ်ကအလေအဆင့်လောက်မှာတွေ့ကြရတဲ့မြင်ကွင်းပဲဖြစ်ပါတယ်အားလုံးဘိုင်ဘိုင်